Assalamualaikum warahmatullahi wabarakatuh. Alo meming laba. Dine chino bama luma pyome. Bakili solution chino ga chaula wa January gani sabi do June thi di chaula go chino tin komo anene yo bare di chaula tin chino bama lu blu pyome le bama lu go wa yun chi mu chi chi fine fine nine nine ching ching ling ling saga pyong nine on chu da ne bare chino ma di ne wa ma ho chino ga di ne thage reality တခုပြောရှိတယ်နော် reality တခုပြောရှိတယ်ဒီ reality ကကျွန်တော်ကဒီမှာဒုက္ခစစ်စခန်းမှာလာပြီးမှပေါ့နော်လာပြီးတော့ကျွန်တော်ကဗမာလိုဘယ်လိုဖျောက်ထဲမလဲဗမာလိုကိုဘယ်လိုတိတိကျကျဖျောက်လိုက်ရမလဲဟာကိုကျွန်တော်အရင်တုန်းကပြီးတော့အရင်ကနေစပြီးတော့စူးစမ်းနေတာပါနော်ကျွန်တော်ရဲ့ဒုက္ခစစ်စခန်းမှာကျွန်တော်ရဲ့ CR တွေရှိတယ်နောက် CR တွေလည်းအများကြီးရှိတယ်ဒါပေမဲ့သူတို့ကမြန်မာလူဘယ်လိုဖြောင်းမလဲဟာကိုသင်ပြတဲ့လူတွေကျွန်တော်မရပါဘူး Alpha Score လူတယောက်ကိုကျွန်တော်သိတယ်သိတာတော့မဟုတ်ပါဘူးsocial media ကနေကျွန်တော်သိတယ်သူ့ကိုပုံစဲပြီးတော့တကကျွန်တော်ပြောတယ်သူလည်းpersonal issue ရှိလို့အကူဖျားလို့မရဘူးလို့သူကပြောတယ်အခုပဲကျွန်တော်လည်းကျွန်တော်မှလည်းအလိုမရတယ်ကျွန်တော်မှjob ရှိတယ်အလုပ်ရှိတယ်မိသားစုရှိတယ်နော်အချင်းတော့မရပါဘူးအချင်းရပြီးတိုင်းကျွန်တော်မှဗမာလိုစကားပြောရှင်တယ်ခင်ဗျားတို့အားလုံးသိပြီးစားပေါ့ကျွန်တော်တို့ဒုက္ခစစ်စခန်းမှာလူတွေဒီလိုပြောမယ်ဆိုရင်လည်းမာမဟုတ်ပါဘူးเนาะကနိုင်စေရခိုင်တို့ဗမာလိုမထဲပါဘူးကျွန်တော်ရဲ့ထင်မြင်ချရပါအဲ့ဒီကနေမယ်လေကျွန်တော်ထင်တယ်အခုတော့ဘာဖြစ်လို့သူတို့ကဗမာလိုမထဲတာခင်ဗျားတို့သိလားမသိဘူးဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့ရဲ့ဘဝမှာเนาะသူတို့စီယာတွေကသူတို့ကိုဗမာလိုဘယ်လိုဖြောင်းမလဲဟာကိုသင်ပြတာမရှိပါဘူးစာအုပ်မှာပါရှိတဲ့ဟာကိုပဲသူတို့ကိုသင်ပြတယ်เนาะအဲ့ဒါကြောင့်သူတို့ကဗမာလိုစကားပြောလို့မရဘူးကျွန်တော်လည်းအဲ့လိုပါပဲเนาะကျွန်တော်မမနေတုန်းကစီယာတွေအားလုံးညင်ကြရှိခဲ့တယ်အဲ့ဒီစီယာတွေကလည်းအချင်းချင်းစကားပြောတာကျွန်တော်မမြင်ပါဘူးဗမာလိုမှာစကားပြောတာမမြင်ပါဘူးသူတို့လည်းကျွန်တော်တို့ကိုစကားဗမာလိုစကားပြောဖို့အတွက်အားပေးတာတော့ကျွန်တော်မမြင်ပါဘူးเนาะအဲ့ဒါကြောင့်ကျွန်တော်တို့ဒီလိုကျုံနေတာเนาะဗမာလိုပြောလို့မရဘူးကျွန်တော်တို့မှဘာဖြစ်လို့ဗမာလိုပြောရမလဲဟာကိုကျွန်တော်မှတခုပြောရှင်တယ်ဒါနဲ့တက်စီပြီးတော့တခုပြောရှင်တယ်အဲ့ဒါကကျွန်တော်တို့တကယ်ရဟင်ကသိနေဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံကမြန်မာပြည်ဖြစ်မယ်ဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့မြန်မာပြည်ရဲ့ရုံးထုံးပါကိုနားမလည်ဘာဖြစ်လို့ကျွန်တော်တို့ကဘယ်လိုပြောမလဲဗမာစကားကိုပြပြတတ်ပြောလို့မရဘူးကျွန်တော်တို့မှာgairet ချင်ရမယ်နော် gairet တက်ကန်စားအခုဒီမှာလာပြီးတော့ဘင်္ဂလားဒေ့ရှ်လူတွေကကျွန်တော်ကိုတက်ကတလည်းနေလေရှိတယ်ဟာဆန်ဘတ်ကျွန်တော်ဗမာလိုပြောတယ်လားတက်ကတလည်းကျွန်တော်ပြောတယ်ကျွန်တော်ပြပြတတ်မထဲပါဘူးကျွန်တော်ပြောလို့မရပါဘူးကျွန်တော်အခုထိဗမာလိုပြပြတတ်ပြောဖို့အတွက်ကြိုးစားနေပါတယ်ဒါပေမဲ့ဒီမှာဗမာစကားမှာခေါင်းတဲ့လူတွေကစာသင်ပြ
ဒါမရှိပါဘူးအဓိကအပြင်ကျွန်တော်တို့အသင်းအဝိုင်းမှာဖြည်းဖြည်းတတ်ဗမာလိုမထဲတာအဲ့လိုမဟုတ်ပါဘူးလူတွေရှိတယ်ဒါပေမဲ့သူတို့ကနောက်တစ်ခုလုပ်တယ်အလုပ်လုပ်တယ်နော်အလုပ်လုပ်တယ်နော်အဲ့ဒါကြောင့်သူတို့ကိုကျွန်တော်တို့ရမှာတော့မဟုတ်ပါဘူးပိုက်ဆံပေးရင်လေသူတို့ကသူတို့ကတင်ပြမှာမဟုတ်ပါဘူးဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့မှာနောက်အလုပ်တွေရှိတယ်အခုကကျွန်တော်မြန်မာနိုင်ငံရဲ့ထိုင်းရင်စားပြီးနိုင်ငံစားပြီးနော်အဲ့ဒီလူကျွန်တော်တို့မှာစိတ်ထဲမှာရှိနေဆိုရင်နိုင်ငံစားပြီးမယ်ကျွန်တော်တို့အားလုံးနိုင်ငံသားပေါ့အဲ့ဒီလိုကျွန်တော်တို့စိတ်ထဲမှာထားမယ်ဆိုရင်ကျွန်တော်တို့မှာဒီဟာကိုလည်းနှက်ထားဖို့လိုတယ်နော်အရေးထားဖို့လိုတယ်ဒါကဗမာလိုသင်ရမယ်ဗမာလိုပြောက်ထည့်ရမယ်ဗမာလိုရစ်ထည့်ရမယ်နော်ကျွန်တော်ကအခုသင်တဲ့တကူမှာဖြစ်တယ်အဲ့ဒီမှာလူတွေရှိတယ်ဒါပေမဲ့အဲ့ဒီလူတွေကလည်းတကမပြောတဲ့ပါဘူးအဲ့လိုကျွန်တော်တို့စီယာတယောက်ရှိတယ်ဒီစီယာကကျွန်တော်တို့ကိုရင်းပြတယ်အချင်းပေးတယ်တခါတလေအဒီကအပြင်စကားမှာနီးတွေရှိတယ်နော်မဟာဘူဟာရှိတယ်အဲ့ဒါက strategy ရှိတယ်ဒီ strategy ကိုထုံးပြီးတော့ကျွန်တော်တို့အခုဗမာလိုဘယ်လိုပြောမလဲဟာကိုကျွန်တော်သိနေတယ်ခင်ဗျားတို့အားလုံးဝိုင်းဝန်းပြီးတော့ကျွန်တော်ကိုကိုရင်လည်းကျွန်တော်တင်တယ်ကျွန်တော်ရဲ့ဒီ journey ကိုဒီခရီးအထိနော်ကျွန်တော်ရဲ့ဗမာလိုတင်ယူဖို့ဗမာစကားပြပြတတ်ပြောက်တဲ့ဖို့ခရီးစဉ်ကိုခင်ဗျားအကွန်အသေးပေါင်းနိုင်အောင်နော်ဒီခရီးကိုအကွန်အသေးပေါင်းနိုင်အောင်ခင်ဗျားတို့အားလုံး cooperate လုပ်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေ့ဒီလိုပဲအားလုံးပဲကျေးဇူးတင်ပါတယ် Assalamu alaikum wa rahmatullahi wa barakatuh